အားလုံးပဲမင်္ဂလာပါဒီနေ့တင်ပေးမဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့အသုံးများတဲ့စလုံးလေးတွေနဲ့ shame ဆိုတဲ့စလုံးလေးကိုသုံးပါမှာနော် shame ကဘယ်နေရာမှာဆိုတော့သုံးတာလေဆိုအဆက်ရတာရှက်ကြောက်တာအဲ့လိုမျိုးမှသုံးတယ်သူ shame နဲ့ဆက်ဆက်ပြီးတော့ပါလာမဲ့စလုံးလေးတွေက say shy ဆိုတဲ့ဟာမျိုးနော် shame တို့ shine တို့ ashamed တို့ဒီစလုံးတွေကိုသုံးပြီးတော့ကျွန်တော်အပြောများတဲ့နေ့စဉ်စကားလေးတွေကိုပွားကြည့်ကြမယ်။ကဲပထမဆုံးတစ်ခုအနေနဲ့ဒီမှာရှက်မနေနဲ့ဟလာတစ်ခုစားမှာရှက်နေတာသွားမှာရှက်နေတာတကယ်ချင်းကိုရှက်မနေနေဝအောင်စားချက်မှာပါနေအဲ့လိုပြောတာကျွန်တော်သုံးလို့ရပါတယ်။အဲ့တော့ရှက်မနေနဲ့ဆိုတော့ဒီကလေးကိုဘယ်လိုသုံးလဲဆိုတော့ don't feel shy don't feel shy ရှက်မနေနဲ့ရှက်မနေစမ်းနဲ့နော်ဒီလိုမျိုး don't feel shy လို့သုံးသူမရှက်ပြီးခေါင်းငုံနေခဲ့တယ်အဲ့တော့ခေါင်းငုံလာတော့ hands her head လို့သုံးပါမယ်နော် verb to နေလည်းဒီမှာသုံးနိုင် she hands her head she hands her head in shame ဟာဒီနေရာမှာနော်ရှက်ယုံပြီးဆိုတော့ဘယ်လိုသုံးတာလဲ she hands her head in shame သူမရှက်ပြီးတော့ခေါင်းငုံနေတယ်ငါ့ကိုအဆက်မခွဲပါနဲ့ဟုတ်လားငါ့အဆက်မခွဲနဲ့ငါအဆက်ရမလုပ်စမ်းပါနဲ့ဘာညာဆိုတော့ပြောရတာမှာသုံးလို့ရပါတယ်အဲ့တော့မလုပ်စမ်းပါနဲ့ဘာညာဆိုတော့ negative ပုံစံပေါ့ negative ပုံစံဆိုတော့ don't make me ashamed don't make me ashamed ဒါ adjective form လေးနဲ့တောင်းတာပေါ့နော် don't make me ashamed နောက်တစ်ချို့နေရာတွေမှာလည်း don't make me embarrassed ဒီလိုတောင်းနေရပါတယ် don't make me ashamed ငါ့ကိုအဆက်မခွဲနဲ့ငါ့ကိုအဆက်ရအောင်မလုပ်နဲ့ဒါဆိုရင်ဒါပထမတစ်ပိုင်းအနေနဲ့ကျွန်တော်တို့ကဒီ၃ချောင်းလေးကိုပြန်မှတ်သွားပြမယ်မရှက်မနေနဲ့ရှက်မနေစမ်းနဲ့ don't feel shy ဟုတ်လားရှက်ပြီးတော့ခေါင်းငုံထားခဲ့တယ် she hangs her head in shame ငါ့ကိုအဆက်မခွဲနဲ့တော့အဆက်ရအောင်မလုပ်နဲ့တော့don't make me ashamed ဘယ်လိုမျိုးသုံးလို့ရပါလဲ Okay နောက်နံပါတ်4အကြောင်းအနေနဲ့ပေါ့နော်ရှက်စရာကြီးကွာရှက်လိုက်တာဒီလိုပြောရတဲ့မှာကျွန်တော်ရှက်စရာကြီးရှက်လိုက်တာလွယ်ပါတယ် shame ကိုပဲသုံးပါပါနော် noun form နဲ့ what a shame what a shame what a shame ရှက်စရာကြီးကွာရှက်လိုက်တာသဘောမျိုးနော်ဒီလိုသုံးရနောက်တစ်ခုကရှက်လို့တည်တော့မှာပဲတည်လောက်အောင်ရှက်အဲ့တော့ရှက်လို့တည်တော့မှာပဲဆိုတော့တကယ်တည်တာမဟုတ်ဘူးနော်တည်တော့မှာပဲလို့သူပြောချင်တာဖြစ်တယ် would လေးပါအောင်သုံးတာပေါ့နော် out of shame out of shame တည်လောက်ရှက်မိတယ်ရှက်လို့တည်တော့မှာပဲဒီလိုမျိုးလေးသုံးလို့ရပါတယ်နော်နောက်တစ်ခုကမင်းတော်တော်အရှက်မရှိတာပဲဒါလေးက how shameless နဲ့တောင်းရအောင်နော် how shameless sorry you are how shameless you are မင်းတော်တော်အရှက်မရှိတာပဲ okay ပြန်ပြီးတော့ကြည့်ရအောင်နော်ဆက်စရာကြီးကွာဆက်လိုက်တယ်လို့ပြောတယ် what a shame ဆက်လို့တည်တော့မှာပဲတည်လောက်အောင်ရှက်မိတယ် out of shame မင်းတော်တော်အရှက်မရှိတာပဲ how shameless you are ကဲခဏကြောင်းရောက်နေတယ်ကျွန်တော်ဆက်ပြီးလေ့လာကြည့်အောင်နော်မိသားစုကိုအဆက်မရစေနဲ့မိသားစုကိုအဆက်မကွဲစေနဲ့ဒါဆိုကျွန်တော်သုံးမယ် don't bring shame upon your family don't bring shame upon your family နော်မိသားစုကိုအဆက်မရစေနဲ့မိသားစုကိုအဆက်မကွဲစေနဲ့မင်းလုံးရအတွက်အဆက်ရတင်တယ်မင်းလုံးရအတွက်ဆက်တက်ရင်လေးတည်လို့ရတယ်ဟုတ်ပြီအသုံးများစလုံးလေးပါတယ် shame on you လို့ပြောတယ် shame on you လို့ပြောတယ်နော်အဲ့တော့
ကျွန်တော်တို့ကဒီကမိသားစုကိုအဆက်မရစေနဲ့ don't bring shame upon your family မင်းလို့ရတော့အဆက်ရတဲ့နဲ့မင်းဆက်တဲ့ရင်လေးတည်လို့ရအဲ့ဒီပဲမျိုးဆိုရင် shame on you လို့ပြောလို့ရပါတယ်ဗီဒီယိုလေးကအကျိုးရှိရဆိုရင် like and share လုပ်ပေးခြင်းဖြင့်ကူညီပေးကြပါလို့မြတ်တာရခံပါလေအားလုံးပဲအင်္ဂလိပ်စာတိုးတက်နိုင်ကြပါစေ